အမြင်မျက်စိ2မျိုးရှိရမယ်တဲ့လူတွေမှာအမြင်မျက်စိ2မျိုးဆိုတာနံပါတ်1ကဘာလို့ဆိုရင်စီးပွားရှာတတ်တဲ့မျက်စိရှိရမယ်နော်စီးပွားရှာနိုင်တဲ့မျက်စိဆိုတာစီးပွားရေးမျက်စိဆိုတာခုနပြောတဲ့ economy ကိုပြောနော်ဘယ်လိုစီးပွားရှာတဲ့မျက်စိလဲလို့ဆိုလို့ရှိရင်မရသေးတဲ့စီစဉ်ဥစ္စာရအောင်ရပြီးသားစီစဉ်ဥစ္စာတွေတိုးပွားလာအောင်နော်တဖြည်းဖြည်းချမ်းသာကြွယ်ဝလာသည့်အထိအောင်ရောင်းဝယ်ဖောက်ကားစိုက်ပျိုးပါညာအကုန်လုံးပေါ့လူလောကမှာစီးပွားဖြစ်ထွန်းအောင်စီးပွားကြီးပွားတိုးတက်အောင်လုပ်တဲ့ဤစနစ်တွေအဲ့ဒါဟာစီးပွားရေးမျက်စိလို့ခေါ်တယ်ခြုံငုံပြောလို့ရှိရင်အဲ့ဒီစီးပွားရေးမျက်စိဟာမျက်စိတစ်လုံးမှရှိသေးတယ်တစ်ဖက်ပဲရှိသေးတယ်မြတ်စွာဘုရားကနောက်တစ်ဖက်ရှိသေးတယ်တဲ့အဲ့ဒီနောက်တစ်ဖက်ကဘာလို့ဆိုရင် moral eye လို့ခေါ်တယ်နော်ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိရှိရအောင်ပဲဒါကကုသိုလ်ဒါကအကုသိုလ်ဒါကအပြစ်ရှိတယ်ဒါကအပြစ်မရှိဘူးဒါကလှုပ်တဲ့နဲ့ဒါကမလှုပ်တဲ့မူဆိုတာခွဲခြားပြီးသိနိုင်စွာရှိတဲ့ပညာရရှိရအောင်ပဲမှန်တယ်အဲ့ဒီနှစ်ခုစုံမှလူကောင်းလို့ခေါ်တာအေးစီးပွားရေးမျက်စိတစ်ခုတည်းသာရှိတဲ့လူတွေဘာဖြစ်လဲလို့ဆိုရင်ဘာပဲဘသူတွေတေးတိမ်ငတေးမှပြီးရောဆိုစီးပွားရှာနေကြတာကြည့်လေခဏခေတ်မှာစီးပွားရှာတာကြည့်လေမမမကန်ပစ္စည်းဥစ္စာတွေမမမကန်အစားအသောက်တွေနဲ့စီးပွားရှာတယ်နော်ဘသူတွေဘာဖြစ်ဖြစ်ဆိုပြီးတော့စီးပွားရှာနေတဲ့လူတွေမရှိဘူးလားဆိုရှိတယ်အဲ့ဒါဘာလို့ဒီလိုဖြစ်ရတာတော့ဆို moral eye လို့ခေါ်တဲ့ဒုတိယမျက်လုံးမရှိတာဒုတိယမျက်လုံးမရှိတဲ့လူကတော့စီးပွားဖြစ်ပြီးရောအကုန်လုံးပဲသူ့ရဲ့စိတ်ဓာတ်ကအဲ့လိုပတ်စံရရင်ပြီးရောပေါ့ရှင်းပြောရင်ပတ်စံရရင်ပြီးရောအကုန်လုံးပဲအဲ့ဒါစီးပွားရေးမျက်စိတစ်ဖက်တတ်တင်ရှိတာမြတ်စွာဘုရားကအဲ့ဒါဆိုမပြည့်စုံဘူးတဲ့ကိုချင်းတရားနဲ့ပြန်ထင်းရကိုချင်းတရားနဲ့ပြန်ထင်းမှာစီးပွားဖြစ်ရုံနဲ့မကြည့်ရဘူးကိုချင်းတရားမပျက်စီးစေရတဲ့ကိုချင်းတရားနဲ့ပြန်ထင်းတာအကုသိုလ်နဲ့စီးပွားမရှာဘူးကုသိုလ်နဲ့ပဲစီးပွားရှာမကောင်းတဲ့အလုံးနဲ့စီးပွားမရှာဘူးသူများထိခိုက်မဲ့အလုံးနဲ့စီးပွားမရှာဘူးကောင်းတဲ့အလုံးနဲ့ပဲအများမထိခိုက်တဲ့နည်းနဲ့ပဲစီးပွားရှာမယ်လို့ဟောဒီနှစ်ခုထိမ့်ညှိပေးထားတာစီးပွားရေးနဲ့ကိုချင်းတရားဒီနှစ်ခုဟာတွဲဖက်ပြီးတော့ထားကဲကိုချင်းတရားပြက်ပြားပြီးတော့စီးပွားပတ်စံရပြီးရောဘယ်လိုနည်းနဲ့ရှာပတ်စံရပြီးရောဆိုတဲ့လူတွေဟာကိုချင်းတရားပြက်ပြားလာသည့်အတွက်ကြောင့်နောက်ဆုံးမှာဘဝတစ်ခုအဆုံးသတ်ဘယ်တော့မှမကောင်းဒီဘဝကောင်းတယ်ဆိုအောင်တော့နောက်ဘဝကောင်းဖို့မရှိတော့ဘူးသူတို့ဒီလိုဆိုလိုတာနော်အဲ့တော့မြတ်စွာဘုရားကဒီနှစ်ခုထိမ့်ကြည့်ပြီးတော့ထားမယ်လူတော်လူကောင်းဆိုတာဒီနှစ်ခုရှိစာပေကပြောတယ်ဒွိစက္ခုလို့ခေါ်တယ်မျက်စိနှလုံးရှိတယ်မျက်စိနှလုံးရှိရမယ်မျက်စိနှလုံးစီးပွားရှာရတဲ့မျက်စိရှိရမယ်ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိရှိရဒီမျက်စိနှလုံးထိမ့်ချုပ်ပြီးတော့အလုံးလုံးတဲ့ပုဂ္ဂိုလ်မှာတကယ်လူတော်လူကောင်းလို့ဒီလိုသတ်မှတ်တယ်မြတ်စွာဘုရားဒါဘုရားဟောတဲ့အခြေခံတရားတွေပဲနော်အဲ့ဒီတရားဘယ်မှာရှိတာတော့ဆိုအင်္ဂုတ္တရနိကေအန္တသုတ်တံဆိုတာမြတ်စွာဘုရားဟောတာရှိအဲ့ဒီအန္တသုတ်တံမှာလောကလူသားတွေရဲ့အကျိုးရည်ညွှန်းပြီးတော့မြတ်စွာဘုရားစီးပွားရှာတာတောင်မှပဲတရားသဖြင့်စီးပွားရှာရမယ်လို့ဒီလိုဟောတာအကြောင်းမဲ့မဟုတ်ဘူးပြန်ပြီးတော့ထိမ့်ညှိပေးထားတဲ့သဘောအဲ့ဒီလိုထိမ့်ညှိထားတဲ့လမ်းမှန်ပေါ်ကနေပြီးတော့လမ်းလွဲမသွားအောင်မြတ်စွာဘုရားကလမ်းကြောင်းကိုဖော်ထုတ်ပေးတာအဲ့ဒီလမ်းပေါ်လျှောက်သွားတဲ့ပုဂ္ဂိုလ်မှရလာတဲ့စည်းစိမ်ဥစ္စာလည်းခိုင်မြဲတယ်ကိုချင်းတရားကောင်းမွန်သည့်အတွက်ကြောင့်မဟုတ်မတရားတွေလည်းမဖြစ်ဘူးတဲ့ကောင်းတဲ့ဘက်ကပဲသွားတယ်ဒီလိုဆိုတာနော်အဲ့ဒါကြောင့်မို့လို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်တို့စီးပွားရှာတတ်အောင်လည်းကြိုးစားအထောက်ရမယ်စီးပွားရှာတဲ့အခါမှာလည်းပဲမတော်မတရားအဓမ္မဒုစရိုက်လုပ်ငန်းနဲ့စီးပွားရှာတာမျိုးတို့မလုပ်စေမဖြစ်စေရဘူးကိုချင်းတရားပြတ်သွားတဲ့စီးပွားရှာနည်းမျိုးလည်းမရှာရဘူး